ဒီနေ့တနေ့ကနေနေဘာတွေဝယ်လာလဲဒီမှာငပုတ်တင်လေးတွေတွေ့တယ်ငပုတ်တင်လေးတွေဒါအားလုံးလေအများကြီးပဲတပိတ်တန်ဒီပါလောက်ရှိမယ်ခင်ဗျတပိတ်တန်ဒီပါလောက်ရှိ100ဘူး100ဆိုရင်ဒါမှပတ်စံနဲ့9000ဘူးအဲ့ဒါဝယ်လာတယ်ဝယ်လာပြီးတော့ဒါကိုတချို့ကို6လုံးမယ်6လုံးတယ်6လုံးမယ်တချို့ကိုကြော်မယ်ပပူချလူတွေပပူတွေချက်ပြီးတော့လေပဲဟင်းတွေချက်ပြီးတော့ကြော်စားဖို့ဒါဒီနေ့နဲ့ချက်ဖို့သိမ်းပါ6လုံးမှာဒါတဝက်6လုံးမှာနောက်တစ်ခုကဒီငါလေးတော့ရေချိုငါဘာငါလဲဆိုလို့ရှိရင်ဒီငါလေးတွေလေဒီငါလေးတွေကြီးရွာတာတအားချိုတယ်ဒီငါလေးဥစားရင်းတက်တဲ့တာပါလဲမားကလို့လို့ခေါ်တယ်ဒီငါလေးတွေကြီးရွာတာဒါအကောင်ကြီးရွာတာဒါတအားချိုတယ်ဒါလေးစားကောင်းတယ်ဒီငါလေးဒါလေးတွေကဘယ်လောက်ပေးရဒီငါကဘယ်လောက်ပေးရလဲဆိုတကောင်ကိုဘာလောက်ရှိမလဲ80သားလောက်ရှိ130ပေါ့130ဆိုလို့ရှိရင်100ကို9000ဟိုဟာက60ဥစားလောက်ပဲရှိတယ်9000မိုးလောက်ပဲရှိတယ်ဒါအားလုံးကိုဒါ9000ပေါ့ဒါဒီနေ့မော်လောင်းထည့်ပြီးအချင်းချက်ဒီခေါင်းတွေကကြတော့ခေါင်းတို့အမီတို့ကကြတော့မွေးငါချက်နောက်တစ်ခုကဘာလဲဆိုရင်ဟိုတနေ့ချိန်ထားစိန်ထားတဲ့ချင်းပတ်လေးရပြီမွေးနေရောပဲမွေးနေရောမနေ့ကအသားကိုလည်းကျွေးတယ်အသားကလည်းကောင်းနေတဲ့ပါကောင်းချင်းပတ်လည်းရပြီဟိုတနေ့ကတော့ဟိုလက်ဖက်ဟိုဗီဒီယိုလေးတစ်ခုတင်လိုက်တာလေအဲ့တော့ဗမာပြည်ကကိုအမတယောက်ပါလေတွေ့ရသေးပဲသွားနားတယ်တနေ့ကတော့လှမ်းပြီးတော့စာပို့တယ်ဗမာပြည်ကနေပြီးတော့ဒီကလည်းဘာမှအားမငင်တဲ့အိမ်မှာလက်ဖက်တွေရှိတယ်လာယူမယ်အိန္ဒိယကနေပြီးတော့မှလေလည်းမဖြတ်လိုက်အောင်မယ်ဗမာပြည်လာပြီးတော့လက်ဖက်လာယူမယ်စိတ်ချလာယူတဲ့အိမ်မှာရှိတယ်လက်ဖက်လာယူတယ်အဲ့ချို့ကောင်းတာတွေကမှလေအဲ့ဒီပဲချက်ချင်းစာပို့တော့